တာပြုံးဝအောင်ဖြစ်ရသည်မောင်မျက်နှာကြည့်ပြီးချွေနွေးတဲ့ဘဝမှာအလုံးကိုမေးလိုက်ပြီရှင်မပြောဆုံးပကြီးတာယာလိုက်မောပြီးမောင်ရင်အေးသလောက်တောင်ချီရသည်အိမ်ပြန်လာပြီးဆိုတွေ့ခဲ့တာတွေကိုစဉ်းစားကပြုံးရသည်နောက်ရှင်နေသူမြေဆွေလန်းတဲ့မျက်နှာအသေးတွေမှာစုံမှုပြီးမိမိတို့ကြောင့်တွေကတကယ်ကိုစချင်